အားလုံးမြင်ရလို့မမြင်ရလို့အားလုံးမင်္ဂလာပါပေါ့နော်ဒီနေ့ဒီ UTCC မှာပြီးတော့ Thai မှာ4 နှစ်နေလာတဲ့တောက်လျှောက်အာဒီမှာအခြေအနေဘယ်လိုရှိလဲကျောင်းတက်ရတာအလုပ်ရှာရတာ internship ရှာရတာအဲ့ဟာလေးကိုအရင်ဆုံးအချင်းချုပ်ပြောပြမယ်ပေါ့နော်ပြီးမှဒီမှာရှိတဲ့လူတွေကနေပြီးတော့မေးခွန်းတွေရှိခဲ့ရင်လည်းမေးပေါ့နော်အဲ့တော့အရင်ဆုံး introduction ပေါ့နော် introduction ကတော့သူကဒီမှာ agenda ရှိမယ် agenda ကတော့ agenda တည်လာတယ်ဆိုတော့တချို့ကျောင်းသားတွေကတခါလေကြာရင်သူတို့ကဗာမေးရမလဲမသိဘူးပေါ့နော်အဲ့တော့သူတို့အတွက်ဒီ ground လေးရင်ချရတဲ့ပုံစံမျိုးပေါ့အဲ့တော့ဒီနေ့ကတော့ UTCC အကြောင်းပြောမယ်ပြီးတော့ UTCC မှာ scholarship တွေဘယ်လိုရှိလဲဘယ်လိုလျှောက်လို့ရလဲပြီးတော့ဒီ scholarship process တွေကခက်လားဘယ်လိုအချိန်မှာလျှောက်ရတာလဲပြီးတော့ UTCC မှာစာတင်တဲ့အခါမှာဘယ်လိုနေလဲ internship တွေရောဘယ်လိုရှာရမှာလဲ internship ကတစ်ဆင့်နောက်ဆုံး full time ရတဲ့အထိရောဘယ်လိုသွားရမလဲပေါ့နော်အဲ့ဒီဟာမျိုးလေးတွေကိုပြောပြပေးပါမယ်ပေါ့နော်အဲ့တော့အရင်ဆုံး intro ကတော့စောစောကညီမဒီရှင်းတန်လဲရှင်းပြပေးပြီးပေါ့နော်ကိုကဒီမှာ UTCC မှာကျောင်းတက်ခဲ့တယ်UTCC မှာကျောင်းတက်တော့လည်း100% scholarship ရပြီးတော့ bachelor degree ကို4 နှစ်တက်ခဲ့ရပေါ့နော်အခုကတော့ဘွဲရတော့ဒီ technically ကတော့ရပြီဒါပေမဲ့ ceremony ကတော့မလုပ်ရသေးဘူးပေါ့နော်လောလောဆယ်ကတော့ Kellyan Co ဆိုတဲ့ဒီထိုင်းကဖတ်ဖို့တွေရောင်းတဲ့ company ပေါ့နော်အဲ company ကနေဒီ export လုပ်တဲ့ project တွေမှာ project lead အဖြစ်အလုပ်လုပ်နေရပေါ့နော် full time အနေနဲ့ပေါ့အဲ့တော့အရင်ဆုံးပြောရမယ်ဆိုရင်UTCC ကိုဘာကြောင့်ရွေးဖြစ်ခဲ့တာလဲကနေပြီးတော့စပြီးတော့နည်းနည်းလေးပြောချင်တယ်ပေါ့နော် UTCC ကိုဘယ်ကနေစပြီးရွေးခဲ့လဲလို့ပြောတဲ့အခါကျရင်ကိုဗစ်တုန်းကဒီ business နဲ့ပတ်သက်တဲ့ internship တွေကိုစပြီးတော့မြန်မာနိုင်ငံမှာစလုပ်ကြည့်ရနေ business ဘက်ကိုစိတ်ပါလာနေရွေးဖြစ်တယ်လို့ပြောလို့ရမယ်အဲတုန်းကကိုကနိုင်ငံခြားလည်းထွက်ချင်တယ်ပြီးတော့အဝေးလည်းမတက်နိုင်ဘူးမသွားနိုင်ဘူးအဲ့တော့ဘယ်ကိုသွားရင်ကောင်းမလဲဆိုပြီးတော့ဒီ UTCC ကိုတွေ့ရပေါ့နော်အဲ့တော့ UTCC ကသူကဒီသူ့ကိုအဓိကကြိုက်တဲ့အချက်ကတော့နောက်က TCC ပေါ့နော် Thai Chamber of Commerce ကနေပြီးတော့ back လုပ်ထားတဲ့ဟာကိုတော်တော်လေးသဘောကျတယ်ပေါ့နော်အဲ့တော့okay ဒီထဲရောက်သွားရင်တော့ငါက networking တွေ opportunity တော်တော်များလာမှာပဲဆိုပြီးတော့ဒီ UTCC ကိုစိတ်ဝင်စားသွားတယ်ပြီးတော့သူ့ရဲ့ location ကိုကြည့်တော့လေသူကဒီမြို့ထဲမှာဖြစ်နေပေါ့နော်မြို့ထဲမှာဖြစ်နေဆိုတော့ကိုကလည်းသွားလာတာကြက်တဲ့လူဆိုတော့ဒီမြို့ထဲကဟာလည်းရွေးပစ်ခဲ့တယ်ပြီးတော့ဒီကိုရဲ့ပြောရမယ်ဆိုရင်ကိုရဲ့အဖေပေါ့နော်အဖေကလည်းဒီမှာတက်ခဲ့တာဆိုတော့သူကတဆင့်သူဒီသူနဲ့ဟိုဒီမိတ်ဆွေစားပွဲမှာလက်လိုက်ဝါရပေါ့နော်အဲကြရင်သူတွေ့ရတဲ့လူတွေရဲ့ thinking ပိုင်းတွေတော်တော်လေးကြိုက်တယ်ပေါ့နော်အဲကြောင့်လေဒီ UTCC ကို okay ငါတက်မယ်ပေါ့နော်အစတော့တက်မယ်ပေါ့ပြီးမှ scholarship try တာပေါ့နော်အဲ့တော့ scholarship အကြောင်းပြောရင်းနဲ့ဆိုတော့ဒီ scholarship ကဘယ် degree မှာလျှောက်လို့ရတယ် UTCC ကဘယ် degree ရှိရလဲဆိုတဲ့ဟာကိုလည်းပြောပြမယ်ပေါ့နော် UTCC မှာကတော့တက်လို့ရတာတော့3 ခုလုံးတက်လို့ရတယ် bachelor ကော master ကော doctorate ကောdoctor degree ပေါ့နော်ဒါပေမဲ့ဒီ scholarship ကတော့ bachelor degree မှာပဲလျှောက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ bachelor degree မှာလျှောက်မယ်ဆိုရင် तू ကအဓိကထိုင်းမှာမြန်မာနိုင်ငံနဲ့တအားမတူတာသူက intake တွေရှိတယ်မြန်မာနိုင်ငံမှာတက္ကသိုလ်လျှောက်ဖူးတဲ့လူတွေရှိရင်တော့သိမှာပေါ့နော်မြန်မာနိုင်ငံမှာတစ်ခါပဲလျှောက်လို့ရတယ်ဒီနေ့ကိုထိုင်းမှာက2 ခါရှိတယ်ပေါ့နော် intake ဆရာ2 ခုရှိတယ်သူ August intake နဲ့ January intake ဆိုပြီးရှိတယ်အဲ့တော့ August intake ဆိုတာသူဒါ official ပေါ့နော်ဒီ official year ဒီစာတင်နှစ်တစ်ခုစတဲ့ဟာပေါ့ January ကျတော့သူကအလဲကဖြတ်ပြီးတော့ဒီ second semester ကိုခွပြီးတော့ကြော်ပြီးတက်တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီ index နှစ်ခုမှာအဓိက scholarship တွေအခေါ်များတာကတော့ August intake ပေါ့အဲ့တော့ scholarship တွေကဘာရှိလဲဆိုတော့အရင်တော့4 ခုရှိတယ်အခုကတော့3 ခုပဲရှိတော့3 ခုပဲပြောတာပဲပေါ့နော်3 ခုမှာသူကနံပါတ်1က Ratnamon Course ဆိုတဲ့scholarship ရှိတယ်အဲ့ဒါအကိုရထားတဲ့ဟာပေါ့နော်သူက100% tuition fee waive ဖြစ်တယ်နောက်တစ်ခုက UTCC Go ဆိုတာရှိတယ်သူက45% short ပေးတယ်sorry 45% ဟုတ်တယ်45% short ပေးတယ် UTCC Saver ကျတော့25% short ပေးတယ်ပေါ့နော်ဒါတော့ scholarship types တွေပေါ့အဲ့တော့ဒီအကို scholarship ရှောက်ခဲ့တုန်းကနေအခုနဲ့ကနည်းနည်းလေးတော့စပြီးတော့ကွာနေပြီပေါ့နော်အဲ့တော့အကိုရှောက်ခဲ့တုန်းကတော့ကိုကကျောင်းတက်ချင်တယ်အဲ့တော့ကျောင်းလျှောက်တယ်ကျောင်းလျှောက်တဲ့ဟာကသူကျောင်းလျှောက်တယ်ဆိုရင် तू ကတစ်ကနေပြီးတော့4 ထိ
sorry 5၅ထိပေးကိုပေးရတယ် application form ဖြည့်ရတယ် high school certificate ပေးရတယ် high school certificate ဆိုတာမြန်မာနိုင်ငံ10တန်းလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင် GED လည်းရတယ်ပေါ့နော်ပြီးရင် transcript ပေးရတယ်ပြီးရင်ကိုယ်မှာ English စာ proficiency စီရင် proficiency ပေးပေါ့နော်ပြီးရင်တော့ copy of passport ပေါ့အဲ့ဒါတွေကရိုးရိုးကြောင်းလျှောက်တဲ့ဟာအကယ်၍ကိုက scholarship လျှောက်ချင်တယ်ဆိုရင်ကိုက CV ရယ် personal statement ပေါ့နော်ဒီထည့်လိုက်မယ်ဆိုတာနဲ့သူက scholarship လျှောက်တဲ့ process တွေကိုရောက်သွားတဲ့သဘောပေါ့နော်အဲ့တော့အခုတော့ဒီလိုပဲလျှောက်ခဲ့တယ်ဒီ6ခုကိုပြောရမယ်ဆိုရင် Unilinks နဲ့ပဲလျှောက်ခဲ့တာအဲ့တော့ Unilinks ဆိုတော့မဖြစ်သေးဘူးပေါ့နော်အဲ့တော့ဒီအဖွဲ့သားတွေကတော့ရှိနေပြီပေါ့အဲ့တော့သူတို့နဲ့တဆင့်လျှောက်ခဲ့တယ်ပေါ့နော်လျှောက်ခဲ့တော့အဲ့ကနေတဆင့် scholarship ရသွားတယ်ပေါ့နော်အဲ့တော့ scholarship ရလာတော့နောက်ပိုင်းနေလာမေးကြတယ်ပေါ့နော်အဲ့တော့ scholarship ဘယ်လိုလျှောက်အောင်လဲဆိုတော့ဒီမှာကြုံတုံးပြောပြလိုက်ရင်တော့ scholarship လျှောက်တာကတော့အရင်အရင်လည်း shy မဖြစ်နေပေါ့နော်အရင်လည်း over confident မဖြစ်နေအလေလက်ကိုက confident အလေလက် confident ရှိရမယ်ပြီးတော့ကိုလျှောက်တဲ့ scholarship က relevancy လည်းရှိရမယ်ပေါ့နော်အဲ့တော့မှ scholarship ချို့တွေကကိုလျှောက်နေတဲ့ scholarship ကဘယ်လို scholarship မှလည်းမသိဘူးဒါပေမဲ့သိမလားကိုမှရှိရတဲ့ဟာအကုန်ပြုံရေးပြီးတော့လောက်တာကြတော့တရင်မကောင်းပေါ့နော်အဲ့တော့ relevancy လည်းရှိရမယ်ပြီးတော့genuine လည်းရှိဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုတချို့လူတွေကသူတို့ကgenuine မဖြစ်ဘဲနဲ့ဒီrelevancy ကိုတခါကြရင်အားထားတဲ့အခါကြရင်လည်း genuinity ကပျောက်သွားရပေါ့နော်အဲ့တော့ဒီ၃ခုကတော့ဒါကြုံတုံးslide ထည့်ထားတဲ့ပုံစံမျိုးပါဒါကိုscholarship လျှောက်တုံးကသုံးခဲ့တဲ့အချက်ပေါ့လေနောက်ဆက်ပြောရမယ်ဆိုရင်တော့ဒီမှာနော်ပြောနေနေအခွေမေးခွန်းတစ်ခုရှိလို့ပြီးရင်မေ့သွားမှာဆိုလို့လက်ထောင်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ချက်ထဲမှာရေးထားပဲဖြစ် it's okay ဘာလို့လဲဆိုတော့တခါကြရင်ကိုယ်လည်းဖြစ်တတ်တယ်မေးခွန်းကနောက်မှမေးမယ်ဆိုပြီးတော့မေ့သွားပါတော့အဲ့တော့အဲ့ဒါလေးကတစ်ချက် remind လုပ်တာပေါ့လေနောက်တစ်ခုကဒီ UTCC ရောက်လာတဲ့အခါ UTCC မှာကြုံခဲ့ရ live ပေါ့နော်ကြုံခဲ့ရ live ကတော့ it's very fun နော်အဲ့လိုပဲပြောချင်တယ်၄နှစ်လုံးကတော့ပေါ့နော်ဒီပုံဆိုလဲဒါကတက်ရတော့က junior တွေကို fresher welcome လုပ်တဲ့ပွဲမှာမိုးစားပြိုင်ပွဲလားမသိဘူးအဲ့ဒါဝင်ပြိုင်ထားတဲ့ပုံပေါ့နော်အဲ့ဒါအမှတ်တရအနေနဲ့ထည့်တာအဲ့တော့ UTCC မှာဒီ UTCC ရဲ့ဒီအထက်မှာဘာတွေဖြစ်နေလဲဆိုတဲ့ဟာကိုသိချင်ရင် studio မလို့ UTCC page ရှိတယ်ပေါ့နော်အဲ့ page မှာသွားပြီးတော့အဲ့လိုကြည့်ရင်အဲ့ဒါသူတို့နေတိုင်းလုပ်တဲ့အရာပဲဘာလို့ဆိုသူတို့ကတခါရရင် edit တောင်မလို့တခါတန်းတင်ထားဆိုတော့ဒီပုံတွေတော်တော်များများ genuine ဖြစ်ပြီး authentic ဖြစ်တဲ့ပုံတွေလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလဲ UTCC ကပွဲတော်တော်များတယ်မှာပါတယ်အဲကြောင့်လည်းအကိုကရွေးခဲ့တာပေါ့နော်ဒီမှာဆိုလဲပထမပုံမှာဆိုလဲပါတယ်သူတို့ China Expo မှာအလုပ်သွားပြီးတော့ចောင်းသားတွေခေါ်သွားတဲ့ဟာပြီးရင်ဒါဒီမှာဒီကာလတွေမှာတော့အကိုကចောင်းပြီးသွားပြီပေါ့နော်ဒါပေမဲ့ဒါနောက်ဆုံး Facebook ပုံတွေကို screenshot ရိုက်လာဒီမှာဆိုလဲ career preparation တို့ဒီမှာဆိုလဲသူတို့ welcome party ဆိုတခြင်းတွေပါဆိုကြတဲ့ဟာမျိုးပေါ့အဲ့တော့ဒီ UTCC မှာlive အနေနဲ့ကတော်တော်လေးအဆင်ပြေတယ်ပြီးတော့ဒီဆေးရတွေနဲ့ဒီစကားပြောတဲ့အခါမှာ insight အသစ်တွေရတာပြီးတော့ဒီထိုင်နေတဲ့အကြောင်းသားတွေကိုစကားသွားပြောတဲ့အခါ insight အသစ်တွေရတာအဲ့ဒီဟာမျိုးတွေကတော်တော်လေးကိုအသုံးဝင်ခဲ့တယ်ပေါ့နော်အခုလုပ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကတော့ဒီ UGCC မှာရှိတဲ့ live ကအကျဉ်းချုပ်ပေါ့နော်အဲ့တော့အဲ့အနေနဲ့တစ်ဆင့်ဒီစာတင်တဲ့ဟာတွေပြီးသွားပြီဆိုတော့ internship အကြောင်းနည်းနည်းဆက်ပြီးတော့ပြောမယ်ပေါ့နော်အဲ့တော့ internship အကြောင်းနည်းနည်းဆက်ပြီးပြောမယ်ဆိုတော့ internship ကထိုင်းမှာ internship ကလိုတယ်ဆိုတော့ဘာလို့ဆိုကိုကထိုင်းမှာလုပ်တည်ပဲဖြစ်ဖြစ်မလုပ်တည်ပဲဖြစ်ဖြစ်ဒီအခုလောလောဆယ်ဖြစ်နေတဲ့သဘောအရဒီကျောင်းတက်နေရင်းနဲ့ internship လုပ်ထားမှဒါကဒီမှာ normal လောက်သွားကြတယ်ပုံစံဖြစ်နေရပေါ့နော်အဲ့ဒါကိုမှတချို့ဆို internship ကိုဒီမှာ၄ခု၅ခုလောက်ကြရလို့ရှိရဲ့ခက်မှာကိုက internship တခုမှမလုပ်ထားဘူးဒါမှ internship မလုပ်ဘဲတခြားဟာလုပ်နေရတယ်เนาะဒါပေမဲ့ပြောပြတာ internship လည်းမလုပ်ထားဘူးဘာမှလည်းမလုပ်ထားဘူးဆိုရင်တော့ဒါကပြိုင်ဆိုင်ရတဲ့အခါမှာခက်ခဲမှုတွေရှိလာတယ်ပေါ့နော်အဲ့တော့ဒီ internship ကလည်းအကြောင်းသားတွေရဲ့ question ထဲမှာတော်တော်လေးပါတယ်intern ကဘယ်လိုရှာမှာလဲပမာရှိတာလဲပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့ဆိုတော့ internship ကထိုင်းမှာ၃ခုလုပ်ခဲ့တယ်ပေါ့နော်၃ခုဆိုရဲဟာမှာဒီထိုင်းဒီမှာပထမ2ခုကဒီကျောင်းကဆရာမတွေရနေပြီးတော့သူတို့ refer လုပ်ပြီးတော့ရတဲ့ဟာပေါ့နော်အဲ့တော့အဲ့အချက်လေးကိုလည်း UTCC ကိုအချက်ကျေးဇူးတင်တယ်ပေါ့နော်ကျေးဇူးတင်တယ်ဆိုတာဒီထိုင်းမှာကအကိုသိသလောက်
ဒီ CV တွေမှာထိုင်းကုမ္ပဏီတွေကအလုပ်ခံမယ်ဆိုရင် internship လျှောက်တာပဲဖြစ်ဖြစ်အလုပ်လျှောက်တာပဲဖြစ်ဖြစ်အရှိမထိုင်းကုမ္ပဏီတခုရှိနေတယ်နည်းနည်းလေးပို့ပြီးတော့တိုးလွယ်တယ်လို့အခု perspective အရာတော့မြင်နေပေါ့နော်အမှကိုယ့်ရဲ့ပထမလိုအပ်နေတဲ့ internship ပထမတစ်ခုနဲ့ဒုတိယတစ်ခုကိုဒီကျောင်းကလူတွေနဲ့စကားပြောရင်းနဲ့ရခဲ့တယ်ဆိုတော့ဒါ stepping stone အနေနဲ့ UTCC ကလုပ်ပေးခဲ့တာဆိုတော့ဒါဒီ internship တွေထဲမှာ internship လုပ်ခွင့်ရခဲ့တာကိုလည်းဒါကျေးဇူးတင်တယ်ပေါ့နော်အဲ့တော့တော်များများလည်း UTCC မှာကျောင်းတက်ရင်းနဲ့ internship တွေလုပ်ကြတယ်အဲ့မှာတစ်ဆင့် full time ရတဲ့လူဒါမှမဟုတ်အဲ့က experience ကိုသုံးပြီးတော့ full time ပြန်လျှောက်တဲ့လူတွေရှိရပေါ့နော်အဲ့တော့နောက်ပိုင်းကျောင်းသားတွေမေးတာကြောင့် opportunity ကဘယ်လိုရှိလဲပေါ့အဲ့ဒါကတော့ it depends ပေါ့နော်ဟိုလိုမျိုးကြီးဟိုစွတ်ကြီးUTCC တက်လိုက်ရင်တော့ရမ်းလွယ်မယ်ရမ်းဟိုဒီမှာအလုပ်ရမယ်အဲ့လိုမျိုးလည်းမပြောချင်ဘူးအဲ့တော့ဟိုဒီနေရာမှာလည်း၃ခုပြန်ပြီးတော့လိုပြန်တယ် resume ထဲမှာဘာတွေရှိမှာလဲပေါ့နော်ကိုကဘာတွေတေချာ curate ကို journey ကိုဘယ်လို curate လုပ်ထားလဲပြီးတော့ကိုကဒီကြောင်းတက်နေတဲ့ connection ပေါ့နော်ဘယ်သူတွေကိုစကားပြောခဲ့လဲဘယ်သူတွေကိုကိုကချိတ်ခဲ့မှာလဲပေါ့အဲ့ဒါတဆင့်ကိုကအလုပ်တွေဘယ်လိုရှာမှာလဲပြီးနောက်ဆုံးတစ်ခုကတော့ဒါကဟိုအလိုအဆုံးတဲမှာလည်းပါတယ်ပေါ့နော် scale up ပေါ့နော် okay resume တွေထဲမှာတော့ကုမ္ပဏီကတော့ကြီးပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့နောက်ဆုံးနောက်ပိုင်းတချို့လူတွေရှိတာအဲ့လိုမျိုးကုမ္ပဏီများတယ်ဒါပေမဲ့ hard scale တွေလိုသွားတဲ့ခါကျရင်အဲ့ကြရင်လည်းဒီအလုပ်ရှာရတယ်ခက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီခါ၃ခုပြည့်စုံရင်တော့ထိုင်းမှာအလုပ်ရှာဖို့ဆိုတာဟိုအရင်ခက်တဲ့အရာတော့မဟုတ်ပါဘူးပေါ့နော်ဒါကိုရှာကြည့်တဲ့တိုင်းတာတစ်ခုရပြောကြည့်တာပေါ့နော်အဲ့တော့yes ဒါကအကုန်လုံးပေါ့နော်ကိုလုပ်ခဲ့တဲ့၄နှစ်တာကိုအချင်းချုပ်ပြီးတော့ပြောပြရတာပေါ့နော်ဒါလုပ်ခဲ့တယ်ဟို၄နှစ်မြောက်မှာတော့ထိုင်းကုမ္ပဏီတစ်ခုမှာကိုက full time လုပ်နေရပေါ့နော်အဲ့တော့အဲ့ရဒီထိုင်းမှာဒီမြန်မာနိုင်ငံက sorry UTCC ကတင်ပေးခဲ့တဲ့ဟာတွေတော်တော်များများကလည်းဒီမှာအသုံးဝင်တယ်ပေါ့အသုံးဝင်တယ်ဆိုတာဒီစာတယ်မဟုတ်ဘူးဒီထိုင်းနေနဲ့အဲ့မှာဘယ်လိုဆက်ဆံရမလဲထိုင်းနေရဲ့ thinking ကဘယ်လိုရှိတာလဲသူတို့ကဘယ်လိုမျိုး approach လုပ်ရလဲဆိုတဲ့ဟာတွေကိုပါပြောခဲ့တဲ့အတွက်ကြောင့်တော်တော်လေးကိုလောလောဆယ်တော့အဆင်ပြေနေတဲ့ပုံစံတော့ရှိရပေါ့နော်အဲ့တော့မေးခွန်းလေးရှိလားမသိဘူးရှိုးလိုက်မယ်နော်တနေ့ကိုတဲ့ scholar ကတဲ့ဘယ်နှစ်ယောက်လောက်ရလဲတဲ့အဲ့ဒါက okay စောစောပြောခဲ့တဲ့အတိုင်းပဲ intake ကနှစ်ခုရှိရ August intake January intake ရှိရအဲ့ဟာဟိုမှာသူကဒီ August intake ကိုအဓိကထားတယ်ပေါ့နော် August intake ကိုအဓိကထားပြီးတော့သူကအဲ့မှာရသလောက်အကုန်ပေးတယ်အဲ့တော့အဲ့မှာဘာတွေပေးလဲဆိုတော့100%ပေးတယ် goal ပေးတယ် saver ပေးတယ်အဲ့တော့ဟိုအခုခေတ်ရဲ့ဟိုကလေသိရတဲ့အတိုင်းပဲ scholarship ဆိုလူတွေကပြုံပြီးရှောက်ကြတာအဲ့တော့အမှ100%တွေပါသွားတယ်50 sorry goal တွေပါသွားတယ် saver တွေပါသွားတယ်အဲ့တော့အမှပါသွားပြီဆိုရင် तू ကလည်းကျောင်းကလည်းသူ့ရဲ့ budget ကိုကြည့်ပြီးတော့သူ့ရဲ့စာတင်တဲ့ budget ကိုကြည့်ပြီးပေးရတာအဲ့တော့အမှတော်တော်များပါသွားရင်ဒီဘက် January ဘက်မှာကမရတော့ဘူးပေါ့နော်အဲ့တော့အဲ့မှာလည်းရှိတာကokay ဘယ်နှစ်ယောက်စီပေးရလဲပေါ့နော်ဘယ်နှစ်ယောက်စီပေးတာလဲ depends ပေါ့100%ကတော့တမေဂျာကိုတယောက်ပေးတယ်မေဂျာကဒီ bachelor မှာဆိုရင် BBA ရှိတယ် accountancy ဖြစ်ရှိတယ်အဲ့တော့အမှတယောက်စီပေးတယ်100%ကိုပြီး goal ကတော့နည်းနည်းများတယ် goal နဲ့ save ပါပြီးရင်ဒီဘက်ကကြံနဲ့ဒီငွေကိုမှဒီဘက်က January မှာရှိတဲ့လူတွေကိုခွဲပေးတာပေါ့လေအဲ့တော့ကို့အနေနဲ့ကိုကဒီ chance များခြင်းတယ်ဆိုရင်တော့ဒီ August intake ပေါ့နော်အဲ့ဒါကိုစောင့်ပြီးရှောက်လဲရတယ်ဒါမှမဟုတ်ရင်ဒီအခု January intake လဲလာတော့မှာဆိုတော့အမှ scholarship တွေslot ဘယ်လောက်ကြံအောင်မလဲသိရမလားဘယ်လောက်ရှိမလဲအဲ့ဒါကတော့ तू က officially ကြေညာတာတက်ဆိုင် तू ကကိုကနေပြီးတော့ try ရတဲ့ဟာမျိုးပြန်ဖြစ်သွားတယ် January intake ကကြာတာဘာလို့ဆိုတော့ तू ကအဲ့လောက်ကြီးမ push တော့ဘာလို့ဆိုတော့ August မှာအရန်ရှောက်ခဲ့ပြီးသွားဆိုတော့လေအဲ့တော့အဲ့ဒါကတော့တနစ်ဘယ်နှစ်ယောက်ရလဲဆိုတော့မေးခွန်းပေါ့နော်နောက်တစ်ခုက internship ကာလ okay internship ကာလကသူက UTCC မှာ internship ကသူက mandatory မဟုတ်ဘူး which means လုပ်เสียမလို့ပေါ့မလုပ်လဲဘွဲ့ရတယ်တဲမှာပါတယ်အဲ့တော့ तू ကဘယ်လိုအချိန်မှာလောက်ရမှာလဲဆိုတော့ तू က elective တဲမှာပါတယ်အဲ့ elective ဆိုတဲ့အတိုင်း तू က summer မှာယူရတာအဲ့တော့ကိုက summer တွေမှာ intern လုပ်လို့ရတယ်ဘာလို့လဲဆိုတော့ summer မှာမလုပ်ဘူးဆိုရင်ကိုကဒီဗာလဲ normal semester ဖြစ်တဲ့ August to January တို့မှာလောက်ရမှာအဲ့တော့အမှဆိုရင်အဆင်မပြေဘူးကျောင်းတက်ရတာနည်းနည်းလေးဟိုအချိန်လည်းများတယ်မှာပါတယ်ပြီးတော့သူတို့ရှီက officially ဒီ credit ရဖို့ဆိုရင်သူတို့ကလက်မခံဘူး
ဘာလို့လဲဆိုတော့ summer ဖြစ်တဲ့ June July အဲ့ဒီ2 လမှာလုံးမှာ okay ဒီကျောင်းသားကတေချာ internship လုပ်ခဲ့တယ်ကုမ္ပဏီကဒီကုမ္ပဏီလုပ်တယ် supervisor ကဘယ်သူအဲ့လိုမျိုးကြည့်ပြီးတော့မှသူတို့က grade ပေးတာပေါ့နော်အဲ့တော့ internship ကာလကတော့များသောအားဖြင့်တော့ summer တိုင်းမှာလုပ်လို့ရတယ်အဲ့တော့ summer တိုင်းမှာဆိုတဲ့နေရာမှာ तू ကဒါက mandatory မဟုတ်တဲ့အတွက်ကြောင့် elective ဖြစ်တဲ့အတွက်ကြောင့်ကြိုက်တဲ့အချိန်မှာရွေးလို့ရတယ်အဲ့တော့ပြောချင်တာကကိုကဒီ January အာတက်ဖြစ်တယ်ပေါ့နော်တက်ဖြစ်ပြီးတော့ဟိုက internship တန်းပြီးတော့လောက်ဟိုကိုက offer ရလို့လုပ်ချင်တယ်ရတယ်ပေါ့နော်အကယ်အဲ့လိုမှမဟုတ်ပဲ second year တို့ third year တို့အခါကျမှလောက်ရတဲ့ဘောလုပ်ချင်တဲ့ဟာမျိုးလည်းရှိမယ်ပေါ့နော်အဲ့ဒါတော့ internship period ပေါ့နော်ဒီ summer မှာတော့များသောအားဖြင့်ကဒီပုံမှန်ဟို semester မှာလုပ်လို့မရတဲ့အရာတွေလုပ်တယ်ပေါ့လေအဲ့တော့ internship ပေါ့အဲ့ဒီမှာဒီထဲမှာအကုန်မပြောခဲ့တာက exchange တွေရှိမယ်ဘာလို့လဲဆိုတော့အကိုက exchange မသွားပြစ်ခဲ့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့တုန်းကဒီဥရောပကို exchange သွားလို့ရတဲ့ program တစ်ခုရှိတယ်ပြီးတော့ ထိုင်းမှာ intern လုပ်လို့ရတဲ့ opportunity တစ်ခုရှိတယ်အဲ့တော့အဲ့နှစ်ခုကိုရှင်ပြီးရွေးတဲ့အခါမှာဘာကိုရွေးခဲ့ရလဲဘာကိုရွေးခဲ့လဲဆိုတော့ intern လုပ်တဲ့ဟာကိုပဲရွေးခဲ့တဲ့အတွက်ကြောင့်ဒီအကိုကဒီ exchange အကြောင်းတော့မပြောတော့ပေါ့လေဒါပေမဲ့ exchange ကတော့နိုင်ငံဒီ exchange စိတ်ဝင်စားတဲ့လူလည်းရှိရပေါ့နော်အဲ့တော့အဲ့လူတွေအတွက်ဆိုရင်နိုင်ငံတော်တော်များများသွားလို့ရတဲ့တဲမှာပါတယ်ပေါ့နော်အခုကတော့ကိုရီမြန်မာတွေကတော့ US ကို US ကနေ ban ထားခံရတာဖြစ်တဲ့အတွက်ကြောင့် US ကိုတော့သွားလို့မရဘူးပေါ့နော်အဲဒါပေမဲ့ဥရောပဂျပန်တရုတ်ဥရောပဆိုပြင်သစ်တို့အဲဆွစ်ဇာလန်တို့အကုန်ပေါ့နော်အဲဟာတွေသွားလို့ရဒီဘက်ကဂျပန်ရှိမယ်ကိုရီးယားရှိမယ်ပြီးတခြားနိုင်ငံလေးတွေရှိမယ်တချို့တွေဆိုရင်ဗာလေဟိုဘက်ကနာမည်တော်မေ့ကုန်ပြီအဲ့လိုဟိုဟာတွေမှာအကြာကြီးသွားနေတဲ့ဟာမျိုးတွေလည်းရှိရပေါ့နော်အဲ့တော့ဒါကတော့ exchange အကြောင်းကိုလည်းကိုထည့်ပြောပြတာပေါ့နော်ဘာတွေသင်ရလဲဆိုတော့ तू ကနှစ်မျိုးရှိတယ်နှစ်မျိုးရှိရဆိုတဲ့အတိုင်းမှာ bachelor မှာ BBA ဆိုရင်က तू က very generalized သူကအရာအားလုံးကိုသင်ရတယ်အရာအားလုံးကိုစာလုံးရင်စသင်ရတယ်အဲ့တော့ဥပမာ finance ဆိုလဲ finance ကဘာတွေရှိလဲ finance 101ကဘာလဲဟာဒီဘာလဲ taxation ဆိုလဲ taxation ကဘာ types တွေရှိရလဲဒီ tax band တွေကဘယ်လိုတွက်ရတာလဲအဲ့ဟာတွေအကုန်လုံးကို first year second year မှာသင်ရတယ်ပြီးရင် third year fourth year ရောက်ပြီဆိုတော့ အဲ့ foundation ကို base ယူပြီးတော့ तू ကနည်းနည်းပို့ပြီး advance ဖြစ်တဲ့ knowledge တွေထပ်ပေးတယ်ဥပမာ finance ဆိုလဲပထမနှစ်မှာ finance တိုင်းမဲ့တဲ့မှာ time value တို့ပါအဲ့ဒါတွေသိခဲ့ရတယ်ဆိုရင် okay ဒုတိယနှစ်မှာတတိယနှစ်မှာကျတော့finance ကပို့ပြီး advance ဖြစ်သွားတယ် okay currency တွေကဘယ်လိုလွတ်ထတာလဲသူတို့ရဲ့ spread rate တွေကထားပါတော့ for example ပေါ့နော်ဒါဟို technical အသုံးအနှုန်းတွေပေါ့ဒါတွေကဘာတွေလဲဆိုတဲ့ဟာကိုရှင်းပြရတယ်ပေါ့နော်အဲ့ဒါနေတစ်ဆင့်ဒီ4 year ရောက်တဲ့အခါကျရင်တော့ဒီ project base တွေပိုဖြစ်လာတယ်ကိုက3နှစ်လုံးနဲ့စတင်ပြီးွားပြီဆိုတော့အဲ့မှာသင်ခဲ့တဲ့အရာတွေကို okay ဒီ project တွေကိုဘယ်လိုလုပ်မလဲသူကတီးစစ်တော့မရေးရဘူးအဲ့တော့တီးစစ်တော့မရေးရဘူးဆိုတော့သူက project တွေတော့လုပ်ရတယ်အဲ့တော့ project ထဲမှာအဲ့ဒါမှဘာ project လုပ်မှာလဲသူကထားပါတော့အုပ်စုဖွဲ့လိုက်တယ်9ယောက်အဲ့9ယောက်ကနေပြီးတော့တစ်ခုခုရောင်းတယ်ပေါ့ for example phone case ရောင်းမယ် project တစ်ခုလုပ်မယ်ပေါ့အဲ့လိုမျိုးဟာတွေလုပ်ရင်းနဲ့4 year တော့အဲ့လိုမျိုးအချိန်ကုန်ရတယ်ပေါ့နော်အဲ့ဒါ BBA အတွက်အကယ်၍ accountancy ဆိုရင်ကတော့သူ့ရဲ့လမ်းကြောင်းကဒီဒီဟိုကဗာလဲ course line က course outline ကနည်းနည်းရိုးရှင်းတယ်ဆိုတာ तू ကဟိုတစ်ခုပြီးတစ်ခုသင်သွားတာဒီ accounting အတွက်လိုအပ်တဲ့ဟာတွေပေါ့နော်ဒီ first year မှာ basic second year မှာပိုပြီး advance ဖြစ်လာတယ် third year မှာပိုပြီး advance ဖြစ်လာတယ်ဥပမာ managerial accounting တို့advance accounting တို့အဲ့ဒါတွေပါလာတယ်4 year ကျရင်ကျတော့လုံးဝကိုဒီ4 year ပြီးပြီဆိုတာ ਨੇ ဒီအလုပ်သွားလုပ်လို့ရအောင်ပေါ့ဘာလို့လဲဆိုတော့ UTCC ကBBA နဲ့ accountancy ဆိုရင် accountancy ကပို့ပြီးတော့နာမည်ကြီးရတဲ့မှာပါတယ်ပေါ့နော်ဒီထိုင်းနေကြတဲ့မှာလည်းပြောလိုက်ရင်ဟော UTCC ကထိုင်းမှာဟောကန်ခလို့ခေါ်တာအဲ့တော့ဟောကန်ခaccountancy ပြီးရဆိုရင်တော်တော်လေးကိုဟိုဘယ်လိုမလဲဟို recognize လုပ်ရတဲ့မှာပါတယ်ပေါ့နော်အဲ့တော့ဒီ accountancy ဘက်သွားမယ်ဆိုရင်လည်းအဆင်ပြေပါတယ်အကယ် BBA ဘက်ဆိုရင်တော့ BBA ဘက်ကတော့ဟိုလိုမျိုး generalize သင်ရတယ်အကိုဆိုရင်ဘယ်လိုလုပ်ခဲ့လဲဆိုတော့ BBA မှာဒီစာတင်တာလည်းတင်တယ်ပြီးတခြားဟာတွေပေါ့နော်အနှံ့ပေါ့နော်အစုံပေါ့ဆရာတွေနဲ့ slide စကားပြောတယ်ဘာလို့ဆိုအဲ့မှာဆရာတွေဆိုဘားဖွင့်ထားတဲ့ဆရာရှိတယ်မာဆက်ဖွင့်ထားတဲ့ဆရာရှိတယ်တချို့တွေဆိုရင်ဟိုမှာဘောလုံး club ထောင်ထားတဲ့ဆရာရှိတယ်အဲ့လိုမျိုးလူတွေနဲ့စကားပြောရင်တော်တော်လေး insight ရရပေါ့နော်အဲ့တော့ BBA သမားတွေကြတော့လည်းအဲ့လိုဟိုဘက်က accounting သမားတွေကြတော့လည်း share စာလောက်ရ share ကျုံးရသူတို့ဟာတွေကလုံးဝဟို exam တွေနဲ့ပြည့်နေတာပေါ့နော်အဲ့တော့ဒါကတော့ကိုရွေးရမှာပေါ့ pass ကတော့ပေါ့နော်မေးချင်တာလေးတစ်ခုရှိရယ်ဟိုဒီအခုအကြောင်းပြီးသွားတော့လေအကြောင်းပြီးသွားတော့ဒီကိုယ့်ရဲ့တငယ်ချင်းနေထဲမှာရောအဲ့လိုဘယ်လို industry မှာလုပ်နေကြတယ်ပေါ့လို့อืมအဲ့တော့ကိုရီးယားဒီ BBA သမားတွေ
စုနေတဲ့လူဆိုတော့သူတို့ကတော့ဘယ်လိုလဲဆိုတော့ BBA သမားတွေကဘာနဲ့တူလဲဆိုတော့အကုန်သွားလို့ရတယ်ငားရလို့ဖြစ်နေတခါကျရင်လည်းဘယ်သွားလို့သွားမှမသိဘူးပေါ့နော်အဲ့တော့အခုအသိအတင်ပိုင်းမှာတော့ sales အပိုင်းလုပ်နေတဲ့လူတွေရှိတယ်ဒီ ESG ပေါ့နော် ESG နဲ့ပတ်သက်ပြီးတော့ဒီ environment နဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုပြောရမလဲ regulation ထိန်းပြီးတဲ့အပိုင်းမှာလုပ်နေတဲ့လူတွေရှိတယ်တချို့ကြတော့လည်းbusiness development manager ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေများသောအားဖြင့်လုပ်နေကြရလို့ရှိတယ် accounting သမားတွေကတော့ accountants ပဲပေါ့နော်သူတို့ကတော့ထိုင်းမှာဒီ accounting line ကိုရွေးမယ်ဆိုရင်တော့အဲ့ဒီသူတို့ကဒီ Big Four မဟုတ်ရင်အောက်ကဒီ second tier မှာရှိတဲ့ကောင်တွေဒီ Grant Thornton တို့ BDO တို့အကောင်တွေကိုပြေးတိုးကြတာပဲအဲ့တော့ accounting သမားတွေကတော့အမှာပဲခြားလူတွေကတော့တချို့တွေကသူတို့ဟာသူတို့ business စနေတဲ့လူတွေရှိရပေါ့နော် BBA သမားတွေကတော့အဲ့လိုမျိုးရော့သွားကျင်တာသွားဆိုပြီးလှုပ်လိုက်တဲ့ပုံစံမျိုးပဲအကုန်လုံးရောက်ရှင်တဲ့နေရာလုပ်နေကြရပေါ့နော်လောလောဆယ်တော့အဲ့လိုမျိုးတွေ့ရပါတယ်တင်ကြမ်းတယ်တဲ့အပိုင်းတော့အဆင်ပြေလားထိုင်းဆာမတွေပဲတင်လာလားရှင်။ဟောအဲ့ဒါကတော့ depends ပေါ့နော် depends ဆိုတာကိုစာတင်တဲ့နှစ်ပေါ်မှာလည်းမူတည်တယ်။ဘာလို့လဲဆိုတော့ UTCC ကသူကဆရာတော်တော်များများကိုလည်း invite လုပ်တယ် invite လုပ်တယ်ဆိုတော့တခြားဒီတက္ကသိုလ်မှာချူလာတို့တမတ်ဆက်တို့အဲ့အဒီထားပါတော့နိုင်ငံခြားဒီ foreigner တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်တခြားလူတွေဖြစ်အဲ့လိုမျိုးတစ်ခါကျရင် semester အလိုက်လာတဲ့ visiting professor ရှိပေါ့နော်အဲ့တော့အဲ့လိုလူမျိုးတွေနဲ့ကြုံတာလည်းရှိတယ်အဲ့တော့အစုံပဲကျောင်းမှာကတော့50-50ပေါ့အခုကတော့ဘယ်လိုဖြစ်နေမလဲမသိဘူးကိုယ်တုန်းကတော့50-50ပဲ50% foreigner 50% Thai နေပေါ့နော် Thai ဆရာအောင်ဆရာမအောင်ပေါ့နော်ဒါပေမဲ့ဟိုတခုကောင်းတာကတော့အဲ့ Thai ဆရာတွေဆရာမတွေထဲမှာကို accent မပေါက်လိုက်တာတယောက်လောက်ပဲရှိမယ်ထင်ပါတယ်ဒါကတော့ပွင့်လင်းပြတာပါဘယ်လုံးဝမရှိဘူးဆိုရင်လည်းတက်မလားနည်းနည်းဘယ်လိုဖြစ်နေလို့အဲကြောင့်တယောက်နှစ်ယောက်လောက်တော့ဒါသင်ရတဲ့ဘာသာစမစတစ်ခုကို9ဘာသာသင်ရတခါကျရင်တစ်ဘာသာမှာဆရာ2ယောက်လောက်ရှိရဆိုတော့အားလုံးပေါင်းထိတွေ့ခဲ့ရဆရာဝမ်းကဘယ်လောက်ရှိလောက်မလဲอืมတော့များတယ်ရောက်20 30လောက်ရှိမယ်ဆိုတော့20 30တော့မကလောက်ဘူးလေအဲ့ထက်မှတယောက်လောက်2ယောက်လောက်အတန်တော့တိတ်အတန်နဲ့နားမလဲမို့သူတို့ရဲ့ဒီတင်ပုံတင်နည်းနဲ့စကားပြောတဲ့အရင်အရန်ကိုထိုင်းတန်ပေါက်နေအဲ့တယောက်2ယောက်လောက်ကတော့အဆင်မပြေဘူးပေါ့နော်ခြားဟာတွေတော်လေးကိုအဆင်ပြေခဲ့ရပေါ့နော်ဒါကတော့ပွင့်လေးပြောပြတာကိုယ့်ရဲ့ဒီမှာဘယ်သူမှလည်းအဲမလိန်ကျင်ဘူးပေါ့နော် accountancy နဲ့တဲ့ audit လုပ်ချင်ရလားရှင်ထိုင်းမှာအဲ့ဒါโอเคအဲ့ဒါ gray area gray area ဆိုတာyes or yes and no ပေါ့နော်ဘာလို့ဆိုတော့အခုရဲ့အသည့်ထဲမှာ audit လုပ်နေတဲ့တယောက်ရှိတယ်သူကဘယ်လိုလုပ်တာလဲဆိုတော့ထိုင်းမှာ audit ကိုနိုင်ငံသားပေးမလို့ cannot ဟို visa လည်းလျှောက်ပေးလို့မရဘူးပေါ့နော်ဒါပေမဲ့အကယ်၍ကိုကအရန်ကိုစကေးကျွမ်းပါတယ်ဆိုရင်အဲ့ဒီတခါကျရင်ကုမ္ပဏီတွေကကို advisory တို့tax accountant တို့အဲ့ဒီပုံစံမျိုးနဲ့ယာတူလျှောက်ပေးပြီးတော့ကုမ္ပဏီတွင်းကိုကျတော့ audit ပြန်လုပ်ခိုင်းတာမျိုးရှိတယ်ပေါ့နော်အဲ့ဒါကတော့ဟို case by case သွားမယ်ဒါပေမဲ့ January ကတော့လုပ်လို့မရဘူး audit လုပ်လို့မရဘူးဒါပေမဲ့ဟိုကိုကအရန်ကို audit ဖြစ်ချင်တယ်ထိုင်းမှာလည်းအခြေချချင်တယ်အဲ့လိုမျိုးဆိုရင်တော့ yes possible ပါဘာလို့လဲဆိုတော့အတိထဲမှာအဲ့ဒါလုပ်နေတဲ့တယောက်ရှိဘာလို့လဲဆိုတော့ तू ကဒီ international firm နေကြတော့ तू ကဟိုသူတို့ရဲ့ client တွေကထိုင်းနေပဲမဟုတ်ဘူးတခါကျရင် global client တွေကတစ်ဆင့် global client တွေရဲ့ဟိုဗာလဲ subsidiary ဟိုဗာကိုကပြန်ခိုင်းရတာဆိုအဲ့ဒီလူတွေကျတော့အင်္ဂလိပ်တွေပဲအဲ့တော့အင်္ဂလိပ်တွေပဲဆိုတော့အဲ့ဒီလူတွေကို audit လုပ်ရတာပြီးတော့သူတို့ရဲ့ document တွေကလည်း audit လုပ်ရတာဟိုဒီကိုဝင်ဆက်တဲ့အထဲမှာပါတယ်ပေါ့နော်အဲ့တော့အတိတယောက်ကတော့သူကတော့လောလောဆယ် audit senior ဘိုင်းပေါ့နော်ဂျာတူးနဲ့လည်းနည်းနည်းဆိုင်မလားမသိဘူးသူကတော့ senior ရောက်သွားတယ်သူက manager အထိတော့မဟုတ်ဒါပေမဲ့အဲ possible ပဲပါထိုင်းမှာသူတို့လူမျိုးတွေကအဆင်ပြေလုပ်ပေးပါတယ်ဒါပေမဲ့ legally ကတော့ audit မရအောင် UTCC ရဲ့ Canvas Live UTCC ရဲ့ Canvas Live UTCC ကသူကဒီကျောင်း campus အကျယ်အဝန်းအရဆိုရင်မြင်ချင်းကျောင်းလေးက that's it ဆိုတဲ့ပုံစံမျိုးဖြစ်သွားတဲ့လူရှိရပေါ့နော်ဒါပေမဲ့သူ့ရဲ့အာဟာရချက်ကဘာပြန်ဖြစ်သွားလဲဆိုတော့သူကအရာအလုံးကဒီမှာဖြစ်နေတာသူကမြို့ထဲမှာရှိတယ်မြို့ထဲမှာရှိတဲ့ကြောင့်လူတိုင်းနားလေတယ်ဘာလို့လဲဆိုတော့ဒီမြေအများကြီးဟိုမရှိဘူးပေါ့နော်အဲ့တော့မြို့ထဲမှာရှိပြီးကျဲတဲ့အကြောင်းချူလာတစ်ခုပဲရှိတာအဲ့တော့ချူလာနဲ့တော့သွားရှင်လို့မရဘူးပေါ့နော်အဲ့တော့ UGCC ကသူကနည်းနည်း canvas ကနည်းနည်း limited ဖြစ်တယ်ကျင်းတယ်လို့မပြောချင်ဘူး limited ဖြစ်တယ်အဲ့တော့ဟိုစက်တက်ရောက်ချင်းဆိုရင်okay အကြောင်းလေးကနည်းနည်းဟိုဖြစ်တယ်ပေါ့နော်အဲ့လိုထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့ဗမာစပြီးတော့တိလာတယ်ဆိုတော့အကိုလည်းအဲ့လိုဆက်ဆက်ရောက်ချင်းတော့အဲ့လိုထင်တယ်အကြောင်းလေးက
ဒီလောက်ပေါ့နော်မြင်မေးထားတဲ့ကမြင်လားမမြင်ဘူးလားတော့မသိဘူးအဲ့လောက်ရှိရပေါ့နော်ဒါပေမဲ့ဟိုအမှတရက်ចောင်းသားတက်ပြီးတော့ဘာတိလိုက်ရလဲဆိုညနေပိုင်းမှာအကုန်လုံးအမှဖြစ်နေတာဟုတ်လားအဲ့လိုအကုန်လုံးအမှဖြစ်နေတယ်ဆိုတာဘယ်လိုပြောရမလဲတိတ်တိတ်ဆိတ်ဆိတ်နေခြင်းတဲ့နေရာမှာလည်းသွားနေလို့ရတယ်ဒါမှမဟုတ်ပဲပျော်ခြင်းနဲ့ပျော်နေလို့ရတယ်အဲ့လိုအကုန်လုံးအများကြီးလိုက်ရှာစရာမလိုတဲ့ဟာကိုအဲ့ feeling ကိုတော်တော်လေးကြိုက်တယ်ပေါ့နော်ဒါကတော့campus specific ပြောတာပေါ့နော်campus life အနေနဲ့ဆိုရင်လည်းတော်တော်လေးပျော်ခဲ့ရတယ်မှာပါတယ်ပေါ့အခုတော့တခါလေအလုပ်လုပ်နေနေတကယ်ချင်းတွေပြောဟဲ့အောင်ငါကျောင်းပြန်တက်ချင်တယ်ပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့ကိုရီးယားတော့ BBA major ဖြစ်ခဲ့တဲ့အလျောက်ဒီလောက်ရတဲ့စာတွေကလည်း project like လောက်ရတာများတယ်တော့အုပ်စုလိုက်သိရမလား project လုပ်မယ်ဆိုပြီးတော့အုပ်စုလိုက်ကြီးထွက်သွားပြီးတော့အမှထားပါတော့ KFC တို့ Central World တို့သွားပြီးတော့အမှထားပါ project လုပ်ပြီးရင်တခါကျရင်မလုပ်ဖြစ်ဘူးအပြင်တခြားတစ်ခါကျရင်လည်းပြီးတော့နောက်တစ်ခုက UTC ကပွဲများတယ်ဆိုတော့ကောင်းတဲ့အနေနဲ့ပြောတာအဲ့တော့ကိုကထားပါတော့ experience လုံးဝမရှိဘူး internship ရှာခြင်းနဲ့ပုံစံမျိုးတွေဆိုရင်တခါလေကြာရင်သိမလားအဲ့ကျောင်းက event မှာပဲကိုက lead အနေဒါမှမဟုတ်ရင် organizer အနေနဲ့ဒါမှမဟုတ် coordinator အနေနဲ့ဝင်ပြီးလုပ်လို့ရဟာမျိုးလည်းရှိအဲ့ဒါမျိုးလည်းဝင်လုပ်ခဲ့တဲ့တဲမှာတရက်6တဲ့အိမ်တို့ဘာလည်းပါခဲ့တယ်ပေါ့နော်အဲ့တော့ canvas life ကတော့တော်တော်လေးကိုစုံတဲ့တဲမှာပါတယ်ပေါ့နော်အဲ့တော့ you will like it ပေါ့နော် enjoy ဖြစ်မှာပါ campus life ကကိုရီးယားတော်တော်ပျော်ခဲ့ရပေါ့နော်လောက်ရှာတော့တဲ့ဘယ်နှခုလောက်ရှာခဲ့ရလဲတဲ့ဘယ်နှခုလောက်ရှာခဲ့ရလဲဆိုတော့ဟိုတော်ရှာတယ်ဆိုဒါကအကုန်လုံး depress ဖြစ်အောင်ပြောတာမဟုတ်ဘူးဒါပေမဲ့နည်းနည်းတော့ကိုရီးယားတော့နည်းနည်းခက်ခဲရလို့ထင်တယ်ပေါ့နော်အဲ့တော့ဒီ internship ရှာခဲ့ရဟာနဲ့အရင်ပြောလိုက်မယ်အဲ့တော့ internship တုန်းကတော့တော်တော်လေးရှောက်ရတယ်ပေါ့နော်ရှောက်ရတယ်ဆိုတာအများကြီးတော့မဟုတ်ပါဘူး20 30ပေါ့40ပေါ့အဲ့ဒါပြီးတော့ internship ကလည်းရသွားပြီးတော့နောက်ဆုံးအလုပ်ရှာတာကဒီကျောင်းပြီးတာကမေတုန်းကပြီးရဆိုမေကနေစရှာတာဇူလိုင်မှာအလုပ်ရတယ်အဲ့တော့မေဇွန်လ2လရှာလိုက်ရတာပေါ့2လဆိုတာမှလည်းအရှိကလို့ရှာထားခဲ့ရတာဟာတွေလည်းရှိတယ်အဲ့တော့အလုပ်ကတော့ဒီဗာလဲတော်တော်ရှာရတယ်အခု100လောက်ရှောက်လိုက်ရတယ်ထင်တယ်အဲ့တော့အဲ့လောက်ရှောက်လိုက်ရတယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့တုန်းကတစ်ခုမပေါက်သေးတာဗာလဲဆိုတချို့အလုပ်တွေကကိုယ်နဲ့မကိုက်ရင်ရှောက်เสียမလိုဘူးပေါ့နော်အဲ့တော့ကိုရီတုံးကအဲ့လောက်ကြီးလည်းမသိဘူးမသိတော့ရှောက်ပြီးတော့ရှောက်တာပေါ့လေအဲ့တော့ခုနောက်ပိုင်းစကားပြောကြည့်တော့မှတချို့အလုပ်တွေကသိရမလားမဖြစ်နိုင်တဲ့ဟာရှိအဲ့မျိုးဆိုရင် energy အကုန်ခံပြီးရှောက်တာတဲ့ဆိုင်ရင်နောက်တစ်ခုဒီမှာအကျဉ်းထပ်ပြီးပေးချင်တာကထိုင်းမှာဟိုရသမျှအချိန်တော့အတွင်းမှာပေါ့နော်ရတဲ့အချိန်တော့အတွင်းမှာဒီ referral ကို refer လုပ်ပေးမဲ့လူတယောက်ပေါ့နော်ကို recommend လုပ်ပေးမဲ့လူတွေကိုရှာစေခြင်းတယ်ပေါ့နော်သိလားဟိုလိုမျိုးအဲ့ purpose တစ်ခုတည်းနဲ့ရှာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးလူတွေနဲ့တိထားအဆင်ပြေတယ်ပေါ့ဘာလို့ဆိုတော့ time မှာအလုပ်ရဖို့အမြန်ဆုံး referral တစ်ဆင့်ရဖို့အမြန်ဆုံးပဲကိုအလုပ်လျှောက်ပြီးတော့အဆင့်တွေသွားရတဲ့ဆိုင် referral ကနေပြီးတော့ okay ဒီကောင်လေးငါ refer လုပ်ပေးခြင်းတယ်ပေါ့နော် okay မင်းနဲ့လည်း position ကိုက်တယ်ဆိုပြီးတော့အဲ့ refer တစ်ဆင့် interview ပြန်ဖြေတဲ့ဟာမျိုးတွေကပို့ပြီးတော့အလုပ်ရနိုင်ခြေတော်တော်လေးများတယ်ပေါ့နော်အဲ့တော့အလုပ်ရှာတဲ့အခါမှာအဲ့ဟာလည်းနည်းနည်းလေး main point ထဲမှာပါတယ်လို့ပြောချင်တယ်ပေါ့နော်သူများတွေကတော့ဘယ်လိုမြင်လဲမသိဘူးကိုရီးယားတော့အဲ့လိုမြင်တာပေါ့ refer လုပ်ပေးတာပဲကြတော့ senior တွေနဲ့ပေါင်းတာများများအဲ့လိုမျိုးလေးတွေနော် senior တွေကပြန်ချိတ်ပေးတာတွေတောင်းဆရာမရချိတ်ပေးရလည်းရှိမှာပေါ့ဘယ်လိုမျိုးလေးရှိအင်းပေါ်ဆရာမတွေရှိမယ်ပြီးတော့စီနီယာတွေရှိမယ်ပေါ့တခါလေကြာရင်လေအငယ်ထဲမှာလေတော်တော်လေးကိုထက်တဲ့လူတွေရှိပါတယ်တခါကြာရင်လေအငယ်တွေကပြန်ပြီးတော့ဒီမှာဟာအကိုဒီနေရာတော့ဒီလိုရှိတယ်ဒီမှာရှောက်ကြည့်မှာအခုအလုပ်ဆိုလဲဟိုပြောရမယ်ဆိုရင်အလုပ်ကိုယ့်အနေကိုရှာထားရတဲ့ဆိုင်ရင်online မှာတွေ့လို့ရှောက်တဲ့ဆိုင်ဒါလူတယောက်ကနေပြီးတော့ okay ဒီ position က available ဖြစ်ရှင်တယ် try ကြည့်ချင်တာဆို okay try ကြည့်ချင်တယ်ဆိုပြီးတော့ရထားတဲ့အလုပ်ပေါ့နော်အဲ့တော့ဒီ referral ရဲ့ power ကနည်းနည်းလေးတော့ယုံကြည်ရပေါ့နော်ဒါပေမဲ့နည်းနည်းလေးတော့ဖြတ်လန်းလိုက်တယ်လို့ဖြစ်နေတယ်မသိဘူးဒါပေမဲ့မြင်ထိုင်းမှာမြင်မိတဲ့အပိုင်းပေါ့ဒါကတော်တော်များများအဲ့လိုလေးသွားကြတာတော့တခြားဘာများမေးချင်တာရှိသေးလဲဘာများကြံခဲ့တယ်လဲမသိဘူးလောက်ခဲ့တာတော့လောက်တာလည်းနည်းများတော့တခါကျရင်ပြောဖို့ကြံခဲ့တာရှိတယ်အဲ့ကြောင့်စာတင်တာလွတ်သွားတယ်ဒါပေမဲ့အခုပြောရမလားစာတင်တာကအာစာတင်တဲ့ဟာကလွတ်သွားရင်တို့ဘာလို့ဆိုတာဒီအကိုတို့တက်ခဲ့တဲ့တောက်လျှောက်မှာ academic focus တော်တော်လေးဖြစ်တာ
ကဟိုပါနဲတယ် academic focus ဖြစ်တာနဲတယ်ဆိုတာဟောပါလေ subject နဲတယ်များသောအားဖြင့် practical နဲ့ပဲသွားတာများတယ်အဲ့တော့အဲ့ဒီ academic focus ဖြစ်တယ်ဥပမာ for example macro economic တို့ micro economic တို့ taxation တို့အဲ့ဒါတွေကတော့လုံးဝ academic focus တွေပေါ့နော်အဲ့ဒါလုံးဝ practical လည်းလုပ်စရာအကြောင်းမရှိဘူး practical လုပ်တယ်ဆိုရင်အတိုင်းပဲဟို case study လုပ်တဲ့ပုံစံမျိုးပဲပေါ့နော်အဲ့ဒီဟာမျိုးတွေလွတ်သွားတယ်ဆိုရင်တော့နည်းနည်းလေးပြန်ပြီးတော့ catch up လုပ်ရတယ်အဲ့လိုမျိုးဒီမှာအတိတွေကိုမေးတာတို့ accounting တို့ဘာလို့ဆိုလဲသူက practical မရှိဘူးစာဒါလုံးဝဟို academic focus ပဲအဲ့လိုမဟုတ်ဘဲနဲ့ကိုတို့တဖြည်းဖြည်းအတန်းကြီးတာခါသင်ရတဲ့ဟာတွေကပါလေ entrepreneurial spirit တို့for example ဒီမှာ innovation and something something ပေါ့အဲ့ဒါမျိုးတွေကြတော့ practical base အရန်ဖြစ်တယ်အဲ့တော့အဲ့ဒါအတန်းလွတ်သွားရင်လေကိုဟိုမတိလွတ်သွားလို့မတိလိုက်တဲ့ဆိုင်မလွတ်လိုက်ရတဲ့ဟာမျိုးအဲ့လို feeling မျိုးပိုရတယ်ငါဒီနေ့အတန်းမသွားလိုက်ဘူးဘာမတိလိုက်ဘူးဆိုတာတဲ့ငါဒီ activity တော့ငါမလုပ်လိုက်ရဘူးပေါ့နော်ဘာလို့ဆိုသူတို့ရဲ့အမှတ်တွေရတယ်အမှသူ activity base တွေသွားတာပေါ့နော်အဲ့တော့နောက်ပိုင်းနေမှာကအဲ့ဒီ activity များတဲ့ဘာသာတွေများလာပြီးတော့ဟိုလိုမျိုးဟိုဗာလဲစတင်တာလွတ်သွားလို့နားမလဲလိုက်ဘူးဆိုတာတဲ့ဒီအခန်းကိုဒီအတန်းကိုလွတ်သွားလို့ငါဒီ exercise မလုပ်ဒီ practical မလုပ်လိုက်ရဘူးဆိုတဲ့ပုံစံမျိုးတွေပို့ပြီးတော့ဖြစ်သွားတာပေါ့နော်အဲ့ဒါနားမလဲတာဆိုရင်တော့ဒီဆရာမတွေကိုအမြဲတမ်း reach out လုပ်လို့ရပါတယ်သူတို့တွေကစာကိုတွေသိရမလားအကြောင်းသားတော်များစာမမေးဘူးလေအဲ့တော့စာမေးရဲ့အကြောင်းသားဆိုဆရာမတွေချစ်ပါတယ်မှာတေချာရှင်းပြပေးတယ်တခြားမေးချင်တဲ့မိကုန်းတွေရောက်ရှိသေးလားရှင်တကယ်မှာတဲ့ဘယ်နှယောက်ရှိလဲအိုး depends ဆိုတာအကိုတို့တက်ခဲ့တော့တကယ်မှာ20ပဲရှိတယ်တကယ်မှာ20ပဲရှိရဆိုတော့တကယ်မှာ20ရှိရတခါလေသူကဘာနဲ့အရင်ပြောပြရမလဲဆိုတော့သူက major အတန်းတွေနဲ့ minor အတန်းတွေဆိုတာလည်းရှိရပေါ့နော်ဒါရင်းနှီးလာတော့မသိဘူး major ဆိုတာကို major နဲ့ပတ်သက်တာပဲတက်တာ minor ဆိုတာအကောင့်တွေကလူတွေလာတက်တယ်အင်္ဂလိပ်စာ major ရဲ့လူကလည်းလာတက်တယ်ပေါ့နော်အဲ့လိုမျိုးဟာမျိုးဆိုရင်တော့အတန်းကြီးတယ်အတန်းဟိုလောက်ဖြစ်သွား40လောက်ဖြစ်သွားတယ်ပေါ့နော်အဲ့လို minor ဟာတွေဆိုတော့ okay major ဟာတွေဆိုရင်တော့တခါကျရင်လူတော်သိမရှိဘူးဘာလို့လဲဆိုတော့ကိုမေဂျာလည်းပဲဖြစ်သွားအဲ့မေဂျာမှာမှတချို့လူတွေကဒီ semester မှာဒီ subject ကိုမယူရလူတွေရှိတယ်တချို့တွေကယူတယ်အဲ့တော့တခါလေကျရင်သူတို့ကဒါမယူထားဘူးဆိုရင်ဒီတန်းထဲမှာတင်မလား10ရောက်လောက်ပဲရှိတာမျိုးအဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့ first year ဆိုရင်တော့များသောအားဖြင့်အတန်းရကြီးပဲဒါပေမဲ့ year တဖြည်းဖြည်းကြီးလာတယ်မြအတန်းသေးပါတယ်တန်းမှာကအာ10ယောက်ကနေပြီးအယောက်20ကနေပြီးလုံးဝ minor အတန်းဆိုရင်တော့အယောက်30လောက်ရှိတော့ဖြစ်သွားနိုင်တယ်ပေါ့နော် BBA accountancy ရဲ့လောက်ရတာတဲ့မရတာရှင်းတာလိုတာလေးရှိတာဆော့ကပြောသလိုပဲ accountancy ကတော့သူကဟို profession ထဲမှာပါတယ်ပေါ့ professional ထဲမှာပါတယ်သူကဒီစာဟိုဆရာဝန်လိုပဲဆရာဝန်ဆိုတာဆရာဝန်စေးကြောင်းတက်ပြီးနှစ်တိုင်းအောင်နေတချင်တော့ဆရာဝန်တော့ဖြစ်သွားမှာပဲအဲ့လိုပဲ accountants က accountant ကလည်းသူကလည်းသူစာတေချာလို့ GPA တွေများမယ်စာတွေတေချာလုပ်မယ်ဆိုရင် accounting fan တွေကခန့်တယ်အဲ့တော့ तू ကကြတော့အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲဒီ grind ဒီစာနဲ့ပတ်သက်ပြီး grind လုပ်ရတာပေါ့နော် accountancy က BBA ကြတော့ तू ကနည်းနည်းနှံ့စားတယ်ဘာလို့ဆိုတော့ကိုရီးယား specialty မရှိဘူးလေကိုရီးယား special fee ဆိုတာမရှိဘူး BBA ဆိုတာဟိုဟာဒီဗာလဲအကိုတို့ major နာမည်ကတော့ international business management ပေါ့နော်ဒါပေမဲ့ at the end of the day အဲ့ဒါ business management မှာပဲအဲ့ဒါ business management ဆိုတဲ့အလေးအကုန်လုံးကို1 to 1လိုက်သင်ရတာ finance ဆိုတာပါတယ် taxation ဆိုတာပါတယ်အဲ့တော့ကိုကအကြောင်းပြီးတဲ့အခါကျရင်ကို့မှာဘာ knowledge ရှိကျင်တာလဲဆိုတဲ့ဟာကိုအကြောင်းမပြီးခင်တည်းကကြိုပြီးတော့စဉ်းစားထားမယ်ဆိုရင်တော့အဲ့လူတွေကဒီဘယ်လိုပြောမလဲအလုပ်ရတာဒါမှမဟုတ်ရင်အလုပ်မရရင်တော့မှကို့အလုပ်ကိုဒီမှာစနိုင်သွားတာအဲ့လိုမျိုးလူတွေအများကြီးပေါ့နော်ဒါပေမဲ့ accountant ကကြတော့စာတေချာလေးလောက်ရတယ်ဘာလို့လဲဆိုတော့ဆိုတာဒီ accounting interview ကိုအကိုဖြေဘူးဘာလို့အကိုရဲ့ one of the internship က accounting firm မှာပေါ့ accounting firm တွေဆို CA ဟိုဟာတွေပါဟို transcript တွေပါ print ထုတ်လာပေးရတယ်အဲ့တော့အဲ့ ABCD ကိုပါကြည့်တယ်ပေါ့နော်။ဥမာတခြားပါသူတို့ tax နဲ့ပတ်သက်ပြီးခန့်ကျင်တဲ့ဟာကိုက taxation ကို C ရထားတယ်ပါဆိုတော့လက်ညှိုးထိုးပြီးပြောအဲ့လိုမျိုးကြတော့တဲ့မှာ grade don't matter တို့ဘာလို့ဆိုတော့အမှမဟုတ်တော့ဘူးအမှကြတော့သွားပြီးတော့အရေးပါနေမြင်ဒါပေမဲ့ BBA မှာကြတော့အဲ့လိုမျိုးမရှိဘူးဒီမှာကျောင်းအောင်တော့တေချာကြည့်ရမှာမင်းဘာလုပ်ဖူးတဲ့အဆင်ပြေတာမပြေရင်ခန့်မပြေမခန့်ဘူးအဲ့လိုပုံစံမျိုးဖြစ်သွားတယ်အဲ့တော့ဟိုဒါက approach လေးပေါ့လေအဲ့လိုလေးသူနည်းနည်းလိုတာတာလေးอ่ะအဲ့လိုလေးတော့ရှိတာပေါ့တခြားမေးချင်တဲ့မိကုန်းတွေရောက်ရှိသေးလားရှင်အဲ့လိုမရှိတော့ပါဘူးမရှိဘူးတင်တယ်
အများကြီးရှင်းပြပေးတဲ့အတွက်ကိုခံလည်းကျေးဇူးတင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ပေါ့နော်ဒီနေ့ရဲ့ day 1 day 1ကတော့ဒီလောက်ပဲပေါ့နော်မနက်ဖြန် day 2မှာကျတော့ PMM လို့ခေါ်တဲ့university တစ်ခုကိုညီမလေးချူမြတ်စံလေးရနေပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့လဲအကုန်လုံးမနက်ဖြန်အတွက် invite လုပ်လိုက်ပါတယ်ရှင်